ရှီဂျီချမ်းဆိုလဲဘယ်လိုပြောရင်စောချစ်သူတို့ရဲ့ဆက်ရာပေါ့နော်စောချစ်သူတို့ဆိုရင်ဒါရွှေကုတ်ကူမှာရှီဂျီချမ်းကြောင့်ဒီလိုမျိုးရှီဂျီချမ်းကြောင့်ဒီလိုမျိုးအခြေအနေတွေဖြစ်လာတာနောက်ဆုံးလူရာချီလောက်ကိုပါဝင်ပြီးတော့ဟလာရှီဂျီချမ်းလွတ်မြောက်ရေးအတွက်ဆူတောင်းပွဲဆိုပြီးတော့လုပ်ခဲ့တာရှိတယ်အခုဆိုရင်တော့စောချစ်သူတို့ဘလောက်တော့ရင်းတွေခုန်နေလဲရင်းတွေခုန်နေပြီလားဟလာငါတို့တော့ဘလို့ဟာဖြစ်မလဲငါ့အောင်များတရုတ်ကလာဖမ်းမလားဒါမှမဟုတ်ဟလာမင်းအွန်လိုင်းတို့ကငါ့ကိုဟလာတေးကြတယ်ရှီဂျီချမ်းကိုစစ်ကြောပြီးတဲ့အချိန်မှာတရုတ်ဘက်ကနေပြီးတော့သတင်းချက်လက်တွေကအများကြီးထက်ရမှာပဲသတင်းချက်လက်တွေကအများကြီးထက်ရမှာပဲဒါကြောင့်မလို့သတင်းချက်လက်ရပြီဆိုရင်စောချစ်သူနဲ့ပတ်သက်တဲ့သတင်းတွေကလည်းထပ်ပြီးတော့ထွက်လာအောင်အဲ့တော့ငါ့ကိုဘာများဟိုဖြစ်မလဲလာဖမ်းရင်ငါဘယ်လိုနေရမလဲနောက်မြန်မာစစ်တပ်ကပဲငါ့ကိုနေပြီးတော့ခေါ်ပြီးတော့တရုတ်ကိုပို့လိုက်မလားဆိုတဲ့အခြေအနေမျိုးတွေကိုစောချစ်သူလည်းကြုံနေရမယ့်အခြေအနေလို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့တေးကြတဲ့အခုချိန်မှာသူကတော့အာနာရှင်ကိုမရရအောင်ကတ်မှာကျွန်တော်ကာကွယ်ပေးပါကျွန်တော်ကာကွယ်ပေးပါဆိုပြီးကတ်မှာပဲအခုထိုင်းဘက်ကလည်းစောချစ်သူအသိမကြည့်ဘူးသူမှအားကိုးစရာဆိုလို့မရောက်နိုင်လို့ပဲရှိတော့တယ်အဲ့တော့မရောက်နိုင်လို့ကသာသူ့ကိုတကယ်လို့ဟာတရုတ်ကလည်းဖိအားပေးမှာတကယ်လို့ဒီကောင်တွေကပြစ်မှုတွေကအများကြီးကျူးလွန်ထားရဆိုတရုတ်ကလည်းသူ့ကိုဖိအားပေးမှာဆိုစောချစ်သူရဲ့အနာဂတ်ကလည်းတိတ်ပြီးတော့ကောင်းစရာတိတ်ကမရှိဘူးဇက်သိန်းကများရောက်လာမလားဆိုတာတော့ကျွန်တော်တို့တွေ့ရမယ်အခုချိန်မှာတော့စစ်တပ်နဲ့စောချစ်သူတို့ပေါင်းပြီးတော့ KK ဘက်မှာလုတ်ပြနေကြတော့အများကြီးရှိတယ်ဒါပေမဲ့ဘာတွေဆက်ဖြစ်မလဲဆိုတော့ကျွန်တော်ဆက်စောင့်ကြည့်ရမယ်အနေထားဖြစ်ပါရှီတီကျန်ကတော့ထိုင်းကသွားတဲ့အချိန်မှာတော့ဟလာပြပြဖြိုးဖြိုးလေးနဲ့အခုဒီမှာလဲကြည့်အောင်ပုံလဲကြည့်လိုက်နော်လမ်းလျှောက်တောင်မှာပျော့ခွေနေတဲ့ပုံစံဖြစ်ခစ်တစ်ကတော့တင်ထားအဲ့လားပျော့ခွေနေတဲ့ပုံစံမျိုးဆိုပြီးတင်ထားတာကိုကျွန်တော်တွေ့ရအဲ့တော့ဒီမှာတော့တော်တော်လေးကိုတရုတ်ရဲတွေကြားထဲရောက်လာတဲ့အချိန်မှာတေးကြတယ်ဒီကောင်တမခံမှာပဲဟိုရောက်ရင်ပေါ့နော်တရုတ်ကတော့တမပါပဲဒီကောင်ဘာလို့လဲဆိုတော့ဒီကောင်ဒီတရှိုးဆိုတဲ့ဥစ္စာတစ်ခုကိုဒီကောင်ထုတ်ပြောထားတာရှိတယ်နောက်ပြီးတော့ဒါကပြောရမယ်ဆိုရင်နိုင်ငံရေးကတန်တမန်ရေးရဆိုဒီတရှိုးတွေဆိုရင်လည်းဟလာဘယ်လိုပြန်လုပ်မလဲဆိုတဲ့အခြေအနေကကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်ဒီနေရာတရားညတာလုံးလက်ချင်းနဲ့မတွေ့အားလုံးရမ်းမြေ